မျိုးတို့ရေပကူးရုံးမနာကကျွန်တော်အတိတယောက်ကအလဲခေါ်လို့သွားနေတာမျိုးလိုက်ခတ်ကြပါအောင်ဗျာဘယ်ကောင်လမ်းပေါ်တစ်ပင်လာစိုက်ထားလဲမသိဘူးဗျာကျွန်တော်ဆိုင်ငယ်တော့နှိုးမရတော့ဘူးအနီးနားရွာတရွာရှာပြီးအကူကြီးတောင်းပါပဲပြုတ်မျိုးတို့ရေမောင်းတောင်းရွာဆိုတဲ့ရွာတရွာတော့တွေ့ပြီဗျရွာထဲဝင်ပြီးစက်ပြင်ဆရာလေးရှိလားမေးကြည့်အောင်မယ်တခုလောက်မေးချင်လို့ပါညီမလေးဒီရွာမှာစက်ပြင်ဆရာရှိလားမသိဘူးဗျကျွန်တော်ဆိုင်ငယ်ရွာပြင်မှာတစ်ပင်ကြီးတိုက်မိပြီးဆက်လို့မရတော့လို့ဒီရွာမှာစက်ပြင်ဆရာတော့မရှိဘူးကိုစက်ပြင်ဆရာမှပဲရှိတယ်ညီမလိုက်ပို့ပေးမယ်ဒါမဲ့ဒီညတော့သူလိုက်ပြင်မပေးတော့တော့ဘူးကိုမနီလာရေဒီကိုကသူ့ဆိုင်ငယ်ရွာပြင်မှာပြက်နေလို့လိုက်ပြင်ပေးလို့ရလားတဲ့ပြင်ပေးလို့တော့ရတယ်ဒါမဲ့ခုကမှောင်တော့မယ်မနှက်ဖြန်မှာပေါ့ညီမလေးဒီရွာမှာတဲလို့ရမယ့်နေရာလေးရှိရင်အကိုလမ်းညွန်ပါလားရွာကိုဧည့်သည်လာရင်တဲဖို့အိမ်လေးတော့ရှိတယ်ရွာသူကြီးကိုညီမပြောပေးမယ်နော်မမကြီးဒီကိုကသူ့ဆိုင်ငယ်ရွာပြင်မှာပြတ်သွားလို့ဒီရွာမှာတညလောက်တဲကျင်လို့တဲ့ဒုက္ခရောက်လာတယ်ဆိုတော့လေကူညီရမှာပေါ့ကွယ်အဲ့ဝစ်ကြအောင်ပြုစုပေးလိုက်ကြနော်သမီးတို့ဒါကအကိုဒီညတဲရမယ့်အိမ်ပဲခဏနေညီမလေးတို့ညစာလာပို့ပေးမယ်နော်အကိုနားကျင်နားလိုက်အောင်နော်အိမ်ဘေးနားမှာရေကန်လဲရှိတယ်ရေချိုးကျင်လဲချိုးလို့ရတယ်နော်ဒါနဲ့ညီမတို့ရွာရောင်ကြားလေးလည်းတယောက်မှမတွေ့ပါလားတော်လိုက်တော့အကိုဘာမှထပ်မပြောနဲ့တော့ဒီရွာကထူးဆန်းတာပဲရောင်ကြားလေးလည်းတယောက်မှမရှိဘူးထင်တယ်ဘာပဲဖြစ်ဖြစ်ငါ့ကိုတဲခွင့်ပေးတာတော့ကျေးဇူးတင်ရမှာပါပဲလေသူတို့မဖြေချင်တာမေးမနေတော့ပါဘူးအကိုထမင်းစားရအောင်ညီမတို့ကိုယ်တိုင်ချက်လာတာဟာပါပါဟင်းနေလည်းကောင်းလိုက်တာဗျာရွာညီမလေးတွေကလည်းသဘောကောင်းကြပြုစုကြတာဆိုတာကျွန်တော်တော့ဒီရွာမှာပဲအပြီးနေလိုက်ချင်တော့တယ်ပြုတ်ဒီရွာကရွာသူလေးတွေကချစ်စရာကောင်းအောင်တင်ဟုတ်ဟင်းချက်ကလည်းတဲ့ကောင်းတာကိုဒီရွာမှာကြာကြာနေအောင်ကြံပါပဲဟေ့ခုတော့ထမင်းစိတ်တက်ပြီးအိတ်ချင်လာပြီဟေ့ညတန်းကောင်ကြီးဘသူတွေငါအခန်းသားလာပြီးစကားများနေတယ်မသိဘူးဆက်စုရတာဝါသနာပါဝေါကတိုးလေးနားထောင်ကြည့်လိုက်အောင်မပြုတ်သူ့ကိုငါအရင်တွေ့တာဖြတ်ပေါက်ချုပ်မြဲဘာလို့ခုမှနင့်ကိုလာလုံနေလဲကောင်းမညဲလဲဖြတ်ပေါက်ချုပ်ငါလဲဖြတ်ပေါက်ချုပ်တရွာလုံးဖြတ်ပေါက်ချုပ်ပဲဘာလို့တမိုးတာကျင်နေတာလဲရောင်ကြားလေးမရှိပါဘူးထင်နေတာဒင်းတော့တရွာလုံးဖြတ်ပေါက်ချုပ်မှတွေစုနေကြတာဆိုင်ငယ်လည်းမပြင်တော့ဘူးဘဝတော့အဆုံးမခံနိုင်ဘူးညာရင်းချင်းလစ်ပါပဲ